ဒီလိုရှိတယ်ဒီပမာရဲ့ပမာနဲ့ချစ်သူဆိုတဲ့ဒီစီကိုစီကိုတော့တောင်းတော့ဟုတ်တယ်ပမာတော့ပြောရရင်တော့ကျွန်တော်ဆရာပညာရလို့ကျွန်တော်တို့ဒီကောင်းတော်တေးလေးလို့ကျွန်တော်ဒီတာဘုရားဒေတာတို့ဒီလိုတွေကကျွန်တော်ရေရအစီအစဉ်ကိုပြပါတယ်ဒီစီလေးတော့ဘုရားကိုပါနေတဲ့လို့ပြန်ဝင်လာတယ်အချင်းလေးဘုရားမှန်တယ်အနေနဲ့ထုတ်ချင်ပါလေကိုကြီးကအချင်းဘုံမှန်တယ်လို့ထုတ်ချင်တယ်ဘယ်လိုပုံစံလုပ်ပါလဲအပြောလုပ်ပါလားကျောင်းရအောင်လုပ်ပါလားအတရလုပ်ပါလားရတယ်ဘုံမှန်တယ်လို့လုပ်ချင်ပါဆိုတော့မဟာမင်းကြီးဆိုတဲ့အချင်းလေးကိုစပြီးတော့ဆန်းပြီးတာကျွန်တော်ရောဒီတောင်ပေါ်မှာကျွန်တော်ပြတဲ့ဒီလိုရတဲ့စူဒီမှာကျွန်တော်တိုင်ပြီးတော့မဟာမင်းကြီးဆိုတဲ့အချင်းလေးကိုကျွန်တော်တို့ပြန်ရတဲ့အဲ့ဒါလည်းဆိုရင်အစိုးရကိုစာဆိုင်တယ်။စာပြီးကြည့်တဲ့အချိန်မှာပဲတို့စိတ်ကြောင်းရတဲ့ခါမှာဘိုးကဒီနောက်နှစ်ပုတ်တော့ထပ်ကြည့်ကြရအောင်။အဲအချင်းစိတ်တွေရှိတာအချင်းမရှိဘူး။ဟောမရှိတော့အေးနေလို့ဆိုတော့ကျွန်တော်ကတော့ဒီဆရာကျောင်းတော်တွေကိုစီလာဖုန်းဆက်အဖေဒီကလည်းဆွေးပြီးရှိသေးလား။ရှိနေရောစဒီနေတဲ့ချိန်မှာနှစ်ပုတ်တော့ဆက်လို့ပြီးနေဆိုတော့ဒီပြပါရှိလာတဲ့ဆွေးပြီးတဲ့ဆိုတော့အမှန်နဲ့ချစ်သူရဲ့နောက်သူဆိုတဲ့ချင်းလေးရဲ့ဒီလားကိုချင်းလေးထားတာလည်းဘာလဲဘာလဲချင်းလေးတော့ကြည့်ကြတော့